ဖျဲသီးစိုက်ခင်းတစ်ခုလုံးပုတ်တိုးပျက်စီးသွားတာကိုမြင်လိုက်ရတဲ့အချိန်ကျမှရွာသားတွေဟာထိုလူစကားကိုနားမထောင်ခဲ့မိလေချင်းဆိုပြီးနောက်ဆုံးမှာနောင်တရခဲ့ကြတော့တယ်။သူကမိုးတိမုန်တိုင်းမကြရောက်ခင်သူတို့ရဲ့ဖျဲသီးအားလုံးကိုအမြန်ဆုံးရောင်းချပစ်ဖို့ပြောခဲ့တာဖြစ်ပါတယ်။လွန်ခဲ့တဲ့ရက်နှဲငယ်ကမိုးတိမုန်တိုင်းလာတော့မယ်ဆိုတာကိုကြားပြီးနောက်ထိုလူကရွာသားတွေကိုတတိပေးဖို့ရောက်လာခဲ့တာဖြစ်ပါတယ်။ဦးလေးဝံပေါင်းမြက်ရှင်းတာကိုအခုလောလောဆယ်ခစ်တရက်ထားလိုက်ပါ။ဖျဲသီးတွေကိုမြ мян ခူးလိုက်ပါ။ကျွန်တော်ဒီတတုတ်ကိုအလုသမားတွေခေါ်ပြီးအရင်ဆုံးတည်ထုတ်ပြီးရောင်းပေးပါမယ်။ဘာတွေဖြစ်နေတာလဲရှောင်းချမ်း။ငါတို့ဖျဲသီးတွေကအပြေးဝမဲ့ဖို့နောက်ထပ်တစ်ပတ်လောက်လိုသေးတယ်။အခုကူးလိုက်ရင်အသွင်ပြင်လဲမလားတလို့အရသာလဲချိုမှာမဟုတ်ဘူး။အတော်လီမိုးတိမုန်တိုင်းကကြားရောက်တော့မှာဒီဖျဲသီးတွေကခံနိုင်မှာမဟုတ်ဘူးခင်းထဲမှာတင်ပုတ်သွားပြီဆိုရင်ဘယ်သူမှရောင်းလို့ရမှာမဟုတ်တော့ဘူးပြီးတော့လူတိုင်းရဲ့ဒီနှစ်ပတ်လုံးအပင်ပန်းခံအလုပ်လုပ်ခဲ့တဲ့မြတွေလည်းအလားဟဖြစ်ကုန်လိမ့်မယ်တကယ်ပဲအဲ့ဒီလောက်ထိအခြေအနေဆိုလို့လားဒါနဲ့မင်းကဘလောက်ပေးဖို့စဉ်းစားထားလဲအသွင်ပြင်သိမ့်မလားပဲအပြေးဝမမဲ့သေးတဲ့ဖျဲသီးတွေအတွက်တပေါင်ကို140ပေးပါမယ်ပြီးခဲ့တဲ့တစ်ခေါက်ကတစ်ဖက်ရွာကသူတို့စီကလာဝယ်ဖို့တပေါင်ကို120ကန်းလန်းတာတောင်ငါမသွားခဲ့ဘူးအဲ့ဒါကတအားနဲ့လုံးတယ်$190အောက်ဆိုရင်တော့ငါမိသားစုကလုံးဝမခူးဘူးဒါအပြင်သူတို့ကမဲ့တော့မှာငါတို့ပုံမြင့်တဲ့ဈေးနဲ့ရောင်းလို့ရတယ်မင်းပြောနေတဲ့မိုးတိမုန်တိုင်းဆိုတာကောတကယ်လာမှလားဘယ်သူသိမှာလဲမဖြစ်နိုင်တာတခြားသူစီကပဲသွားဝယ်လိုက်ပါငါမိသားစုလည်းမခူးဘူးအားလုံးပဲကျေးဇူးပြုပြီးကျွန်တော်တို့ကိုယုံကြည်ပေးကြပါမိုးတိမုန်တိုင်းကတကယ်ပဲမကြခင်လာတော့မှာဒီမှာကြည့်ပါတတင်းထဲမှာတောင်ပါနေပြီကျွန်တော်တို့ဒေတာကိုရောက်တော့မှာ140ဆိုတာကတကယ်တော့နည်းနည်းနေတာပေါ့တွေ့လားလူတို့ရေကူကြံတဲ့သူ့လူတွေကိုမယုံကြနဲ့သူတို့ကလူလိန်တွေတက်တက်ပဲကျွန်တော်စုံစမ်းကြည့်ပြီးကျွန်တော်တို့ရွာကဖျဲသီးတွေကိုမြို့ပေါ်ကတတိဆိုင်တွေမှာတပေါင်ကို4ကျော်နဲ့ရောင်းလို့ရတယ်စဉ်းစားကြည့်ကြစို့ကူကြံကကြားထဲကနေဘလောက်တောင်ခေါင်းပုံဖြတ်အိတ်ထဲထည့်နေလဲဒီလိုမရိုးသားတဲ့ပွဲစားစီကိုတကယ်ပဲရောင်းချင်ကြတာလားဘာလဲ4ကျော်ဟုတ်လားသူကငါတို့ကို140ပဲပေးနေတာသူ့စီကိုဖျဲသီးအားလုံးရောင်းစေချင်နေတာမဆန်းတော့ပါဘူးမိုးတိမုန်တိုင်းဟုတ်လားအဲ့ဒါကငါတို့ဖျဲသီးတွေကိုဈေးပေါ်နဲ့ဝယ်ဖို့သူ့ရဲ့စင်ချေတက်တက်ပဲလို့ငါထင်တယ်ငါမရောင်းဘူးငါတို့ပိုက်ဆံတွေကိုပြန်ပေးလူတို့ရေကျွန်တော်စကားကိုနားထောင်ပါဦးကျွန်တော်တို့ခင်ဗျားတို့ရဲ့ဖျဲသီးတွေကိုဝယ်ပြီးနောက်မှာဆက်နဲ့ဆေးကြောတာတွေနဲ့ပိုးသက်ဆေးကျွင်းကြံမှုစစ်ဆေးတာတွေကိုလှုပ်ဆောင်ရပါတယ်အဲ့ဒီနောက်မှာအစင်းမြင့်တတိတွေကိုရွေးထုတ်ပြီးတည်ဆောင်ရတာပါဆက်ပစ္စည်းပျက်စီးမှုနဲ့လောက်အားကစားရိတ်တွေတင်တကယ်ကိုမြင့်မားလာပါတယ်နောက်ဆုံးမှာကျွန်တော်တို့ကတပေါင်ကို90နဲ့ရောင်းရတာပါလေးမဟုတ်ပါဘူးဒါတောင်မှမင်းကအဲ့ဒါညစ်ပတ်တဲ့ပိုက်ဆံမဟုတ်ဘူးလို့ပြောမလို့လားတပေါင်ကိုတူးညာ90တန်20ဆိုရင်10လေတူးငိမ့်ဖြစ်တယ်သူတတုတ်ဝယ်တိုင်းငါတို့စီကနေ10လေတူးညာအမျက်ထုတ်နေတာ$14တူးညာဟုတ်လားအရင်တုန်းကဈေးနှုန်းကွာဟချက်အားလုံးကိုအမြန်ဆုံးပြန်အမ်းပါမဟုတ်ရင်မင်းငါတို့ဖျဲသီးတွေကိုဘယ်တော့မှထိရမှာမဟုတ်တော့ဘူးလူတို့ရေအဲ့ဒီမိုးတိမုန်တိုင်းကဒီကိုတောင်ရောက်လာမှာမဟုတ်ပါဘူးကြည့်ပါဦးအလားအလာက20ရက်ပဲရှိတာအဲ့ဒါကအလွန်နီးပါတယ်ပြန်အမ်းပေးလူတို့ရေကျွန်တော်စကားကိုနားထောင်ပါဦးမိုးလေဝသဌာနကမိုးတိမုန်တိုင်းဖြတ်တန်းမဲ့လမ်းကြောင်းတစ်လျှောက်ကမြို့တွေကိုပြင်ဆင်ထားဖို့ပြောထားတယ်သူတို့ကကျွန်တော်တို့မြို့ကိုမိုးတိကျွေဖို့အလားအလာရှိဆုံးမြို့ဖြစ်အတိအကျအမိတက်ပြောထားတာဒါကြောင့်လူတို့ရေကျွန်တော်တို့ဖျဲသီးတွေကိုအခုချက်ချင်းရိတ်သိမ်းရပါမယ်အားလုံးပဲကြားလိုက်ကြလားသူကိုယ်တိုင်ပြောသွားတာအလားအလာရှိတယ်ဆိုတာတေချာပေါက်ဖြစ်မယ်လို့မဆိုလိုဘူးအကယ်၍မုန်တိုင်းမလာရင်သူကအားလုံးကိုအပြက်ဝယ်ပြီးအကြီးကျယ်မျက်ဆုံးသွားလိမ့်မယ်အခုလောလောဆယ်ရာသီဥတုကဘလောက်တောင်တာယာနေလဲကြည့်ဦးဘာမိုးတိမုန်တိုင်းလဲရောင်းဖို့မလောကြနဲ့ဖျဲသီးတွေမဲ့တဲ့အထိစောင့်ပြီးပုံမြင့်တဲ့ဈေးနဲ့ရောင်းကြရအောင်လူတို့ရေအကယ်၍မိုးတိမုန်တိုင်းမလာခဲ့ရင်ကျွန်တော်ကူကြံကတင့်တော်တဲ့ဖျဲသီးဈေးနှုန်းတိုင်းကွာဟချက်ကိုဖြည့်ဆည်းပေးပါမယ်ဘယ်သူမှဆုံးရှုံးမှုမရှိစေရဘူးလို့ကျွန်တော်ကတိပေးပါတယ်မဲရဘူးအရင်တုန်းကဈေးနှုန်းကွာဟချက်ကိုပြန်ပေးမဟုတ်ရင်ငါတို့စီကနေဖျဲသီးဝယ်ဖို့လုံးဝမစင်စားနဲ့ပြန်အမ်းပေးအားလုံးပဲတိတ်နေပေးကြပါအတော်လီကျွန်တော်ကညစ်ပတ်တဲ့ပိုက်ဆံတွေရှာနေပြီးအတော်တို့ကိုလှည့်စားနေတယ်လို့ပြောတယ်နော်ဒါဆိုရင်ကျွန်တော်မေးပါရစေပြီးခဲ့တဲ့နှစ်ကလက်ကားတိုင်တွေကအတော်တို့လီမီသားစုရွာကိုဘယ်လောက်ပေးခဲ့လဲအဲ့ဒါကမတူဘူးလေဘာကမတူတာလဲကျွန်တော်ပဲအဖြေပေးပါမယ်